အောင်ပြည့်စုံအနေနဲ့ပေါ့နော်ဒါဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းတာဒီ Cyber City အင်ယာကြီးကိုဦးမင်းအောင်လိုင်းကပြန်စမယ်ဆိုတဲ့ခါကျတော့ပြည်သူတွေကိုအကျိုးမြတ်ရှိစေခြင်းလို့စတာလားဒါမှမဟုတ်ရှင်သူ့မိသားစုအကျိုးမြတ်ရှိစေခြင်းလို့စတာလားဆိုတာတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ်နော်အဲ့တော့မြေကင်ထားတော့အောင်ပြည့်စုံကကင်ထားတယ်ဆိုတော့အောင်ပြည့်စုံဘာတွေကင်ထားလဲကျွန်တော်သိရတော့ဆိုစောက်လို့ရေးကုမ္ပဏီပေါ့အခုလောလောဆယ်မြန်မာနိုင်ငံမှာတကယ်ထိုက်ကွန်အကြီးစားကြီးပေါ့အကြီးစားကြီးကတော့အောင်ပြည့်စုံလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုလို့ရှိရင်နေပြည်တော်မှာငရင်လောက်တယ်မြေတွေပြိုတယ်အိမ်ပြန်ဆောက်တယ်သူတို့အချင်းချင်းလက်ကုပ်ထားပြီးသားဖြစ်တယ်တကယ်နိုင်ငံသူ့အဖေရဲ့ယာဒူးပေါ်မှာအခြေခံပြီးတော့ကြီးပွားတိုးတက်လာတော့မိသားစုเนาะဒီစီးပွားရေးအောင်မြင်တဲ့ကိုယ့်ရည်ချင်းနဲ့ကိုတိုးတက်လာတော့ဒါမှမဟုတ်ရှင်လည်းအဖေရဲ့ယာဒူးပေါ်မှာအခြေခံပြီးတော့လောက်ပိုင်ခွင့်တွေရနေတာတော့ကျွန်တော်ပြောမတတ်ဘူးပေါ့ဗျာเนาะဒီကုမ္ပဏီအကြီးစားကြီးကအောင်ပြည့်စုံပိုင်တာမှန်ပါတယ်telecommunication နဲ့ပတ်သက်တဲ့ခေါင်းမဲ့ဆိုတော့မြို့ကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်တမ်းအကျိုးရှိမှာကtelecommunication ပိုင်ရှင်တွေပေါ့နော်အကျိုးရှိမယ်ဥပမာပြ Mytel မှာ share အများစုပိုင်တာဘယ်သူလို့ထင်တယ်ဗျနော် Mytel share အများစုပိုင်တာလဲကျွန်တော်ကြည့်ရတာတော့အောင်ပြည့်စုံပဲကြားတယ်နော်ဟောအောင်ပြည့်စုံအဲ့ဒီတကယ်တမ်းအကျိုးဖြစ်ထွန်းမှာကစောက်လို့ရေးအတွက်ကြတော့လဲအောင်ပြည့်စုံနော်ဒီ telecommunication နဲ့ပတ်သက်တဲ့တကယ် Mytel လို့လိုမျိုးတကယ်နိုင်ငံတော်အဆင့်ဒီဘောနီးပညာကုမ္ပဏီတွေပိုင်တာလဲအောင်ပြည့်စုံဖြစ်နေတယ်အဲ့တော့တကယ်တမ်းအကျိုးရှိမှာပဲမြေတွေကကင်တာသူထက်ကင်တာသူလားမဖြစ်နိုင်ဘူးထင်တယ်နော်ပြည်ဦးလွင်လမ်းစုံမှာအောင်ပြည့်စုံပိုင်တဲ့ shopping mall ကြီးနဲ့မြန်မာပြည်မှာအကြီးဆုံးပဲတဲ့အကြီးဆုံးထဲမှာပါတယ်နော်အဲ့တော့ကျွန်တော်ကြည့်ရတာဦးမင်းအောင်လိုင်းကနိုင်ငံကောင်းစီခြင်းလို့လားမိသားစုကောင်းစီခြင်းလို့ဒီအာဏာကိုသူမစွန့်နိုင်မဖြစ်နေရလားကျွန်တော်မေးရတော့မယ်ဘာကြောင့်လဲဆိုတော့ကာကွယ်ဦးစီးချုပ်ယာတုကိုသူယူထားတယ်အဲ့တော့နေရာကိုသူကမဖြစ်မနေယူထားတာဒီ cyber city တွေဟဲ့လားမိသားစုတွေကအခုလောက်ရှိချမ်းသာလို့မဝသေးတာလားဒါလည်းမေးခွန်းထုတ်စရာတွေကဖြစ်လာပြီဗျာနော်တိုင်းပြည်ကိုအဖေကမီးဖြတ်တယ်တဲ့သားကဆိုလာတင်သိမ်းပြီးရောင်းတယ်ပါမစ်ယူပြီးရောင်းတယ်ဆိုဟုတ်တယ်ပဲဟာဒီတဲ့ပုံဆိုသူ့အမျိုးကရှိတယ်သူ့အမျိုးကထပ်ပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့တခြားပါမစ်တွေရောင်းစားရရှိသေး